နောက်တစ်ပိုင်းကဘာလဲဆိုလို့ရှိရင်1တဲ့ capacitor လေးကိုသူကတွဲဖို့ battery နဲ့ဆက်လိုက်တယ်ဒါဆိုရင်ဘာမေးရလဲဆိုရင် V ကိုပေးထားတယ်เนาะ V ပေးထားတယ်ဒါဆိုမေးတာက what is the charge on each plate plate ပြားပေါ်မှာရှိတဲ့ charge တန်ဖိုးဘယ်လောက်လဲဆိုတော့ဘာကိုပြန်မေးတာဆိုရင် Q ကိုပြန်မေးတယ်ဒါဆိုရင်နောက်တစ်ပိုင်းမှာ V ပေးတယ် Q ကိုပြန်မေးတယ်ဒါဆိုဒီချက်ကရေးလိုက်မှာเนาะအဲ့တော့ပေးထားတာကကျတော့ V တန်ဖိုးပေးထားတယ်ဘယ်လောက်လို့ပေးထားလဲဆိုရင် V တန်ဖိုး24ဖို့လို့ပေးထားတယ်ပြင်သူမေးတာကျတော့ဘာကိုပြန်မေးလဲဆိုရင် Q ကိုမေးတယ်အဲ့တော့နံပါတ်1မှာဒီချက်ကိုတွက်ခဲ့ရသည်ဘာကိုတွက်ခဲ့လဲဆိုရင် C တန်ဖိုးတွက်ခဲ့တယ်เนาะအဲ့တော့အခု V တွေ Q တွေဆိုတဲ့အချက်ကဒီ3ခုဆက်သွယ်ချက်ဒီချက်ကရတယ်လေအဲ့တော့ဘာပုံသဏ္ဍာန်ရှိလဲဆိုရင် C equal to ဘာပုံသဏ္ဍာန်လဲ Q by V ဆိုတဲ့ပုံသဏ္ဍာန်ရနေတို့လိုချင်တဲ့ Q ကိုလိုချင် C နဲ့ V နဲ့ဘာလုပ်လဲဆိုရင်မြောက်ပေါ့မြောက်လိုက်တော့ C တန်ဖိုးကအချက်အရှေ့ထွက်ခဲ့တဲ့ C ကို3 V တန်ဖိုးကဘယ်ကိုသုံးလဲဆို24ဘို့ကိုသုံးမယ်ဆိုဒီချက်တို့ Q တန်ဖိုးလေးထွက်တယ်အဲ့တော့ Q တန်ဖိုးရဲ့ unit ကတော့ Q ဒီဘာနဲ့ထွက်မလဲဆိုရင်ကူလောင်နဲ့ထွက်မယ်ပေါ့နော်အဲ့တော့unit ကိုပြောင်းနိုင်တယ်ဆိုရင်တော့အတက်မောင် -6 တို့ microwave ဖြစ်အောင်ပြောင်းပြီးတော့ micro ကူလောင်လို့ဒီချက်တို့ကထိုးပေးရင်တော့ပို့လှတယ်ပေါ့နော်မပြောင်းနိုင်တဲ့ဒီတိုင်းထားလိုက်ပါပေါ့နော်အဲ့ဆိုနံပါတ်2ကဒီချက်တို့က Q ရပြီပေါ့နော်ကဲနံပါတ်3အတွက်ကတော့ဗာမေးလဲဆိုရင် what is the energy of the capacitor အဲ့တော့ capacitor ရဲ့ဘာကိုမေးရလဲဆို energy capacitor energy ဆိုတာနဲ့မကြောင်သွားနဲ့ E မဟုတ်ဘူးเนาะဘာပဲလဲ water เนาะ water ဒီဘက်လိုကိုမေးတာပဲဒီဘက်လိုရှာတဲ့ပုံစံတွေအချက်တို့မှာ3ခုရှိတယ်အခုမှ3ခုစလုံးမှာ C ရော Q ရော V ရောသိရတဲ့အတွက်ကြိုက်ထားတဲ့အတွက်လို့ရပါတယ်အဲ့တော့နံပါတ်3ကကျတော့ဒီဘက်လိုပုံသင်နေပြီပါလေ1/2 QV နဲ့တွက်လဲရတယ်ဒါမှမဟုတ်ဒီဘက်လို equal to 1/2 CV square နဲ့တွက်ချင်လဲရတယ်ဒါမှမဟုတ်ဒီဘက်လို equal to 1/2 Q square by C နဲ့တွက်လဲရတယ်ကြိုက်တဲ့ဟာနဲ့တွက်ပြီးတော့အဖြေထုတ်လိုက်ပါเนาะဒီဘက်လိုကတော့ဒီချက်တော့ဒီမှာ Q 3လဲဆိုရဲဒီမှာ Q ကသိပြီးသားလေနောက်တစ်ခါပါလဲ V ကလည်းဒီချက်တော့မှာသိပြီးသား QV 3တွက်ရတယ် C ဆိုလဲဒီမှာ CV square တွက် CV square 3တွက်ရတယ်เนาะ Q square by C ဆိုလဲ Q square by C ကို3တွက်ရတယ်နောက်ဆုံးမှာတော့ဒီဘက်လိုရဲ့ unit ကဘာနဲ့ထွက်မလဲဆိုရင် energy မဟုတ်လို့ဘာနဲ့ထွက်မှာလဲ joule နဲ့ထွက်ပေါ့เนาะဒါလေးကတော့ဒီချက်ကဒါက energy နဲ့ပတ်သက်တဲ့ concept တစ်ပုံနဲ့ပုံစံလေးနှစ်ပုံပေါ့เนาะဒါကတော့ energy store ဘာရဲ့ capacity နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်